န်းနဲ့ကြိုက်တိုက်ပြီးစိန်ခံနေတဲ့တုံမိုစီအော်ကြီးတဲ့ကျင်နဲ့ဝီနာရောက်လာပါတယ်။တုံမိုရဲ့ကက်ကွန်မိုကရေခဲတက်တဲ့တင်လာတဲ့တပတ်စာရိတ်ခါတွေကိုတညထဲနဲ့အကုန်ခိုးစားပြလို့ဖြစ်ပါတယ်။အဲ့ကိစ္စကြောင့်ပြဿနာရှာနေကြရမယ်တုံမိုကတော့တရက်ခန့်အောင်ပဲကြိုက်လို့လိုက်ဖို့ကောက်ရှောင်နေပါတယ်။မနက်စာတော့ရိတ်ခါတွေမရှိရမလို့ဝီနာကိုလည်းငါးဖန်ထွက်ကြရပါတယ်။ဝီနာကပရီစီမိုရဲ့ကူညီနဲ့ငါးဖန်ရတဲ့ကူညီတော့ကက်ကွန်မိုနဲ့သူ့တကယ်ပြတဲ့တုံမိုကိုကူညီပေးချင်လာပါတယ်။အဲ့ဒါကြောင့်ငါရှိနိုင်မယ့်နေရာကိုတုံမိုကိုဘေးကနေပတ်နေမယ်တုံမိုကတော့တောင်ကုန်ညိုရင်မြောက်ကိုသွားပါတယ်။ဝီနာကကိုယ့်ရဲ့စပိုတာမလာတဲ့ဒီဂျင်မိုက AI နဲ့ချိတ်ဆက်ထားတာမျိုးသူတို့ယုံကြည်တဲ့ညာပြောပေးမယ်တုံမိုကတော့စပိုတာမကို AI မြုံမှုဆိုပြီးတွေးရတာပြောပါတယ်။အရာရာမှာစပိုတာမရဲ့အကူအညီနဲ့တင်ညာလေးလာနေကြတဲ့လောကထဲမှာတုံမိုကတော့စပိုတာမကိုဆိုဘက်ကကျင်တဲ့စိတ်ငယ်လေးတွေရှိခဲ့ပါတယ်။အဲဒါကြောင့်လည်းတစ်ခါလေစပိုတာမတွေက AI တက်ပြီးဘေးကလူတွေပါတိုက်ပတ်ကုန်ပါတယ်။လူသားတွေကလူသားတောက်ဖျက်တဲ့တုံမိုကသူ့ရဲ့သူများနဲ့မတူတဲ့ E+ ကြောင့်စပိုတာမနဲ့အမြဲစစ်မပြေဖြစ်ရပြီးအဲကလေးက AI ကိုမြုံကြည်တော့တာဖြစ်ပါတယ်။အဲအကြောင်းတွေကိုဝီနာတို့ပပနေရဖြစ်ပြီးကကုံမောကတော့သူ့ကိုမြုံလာမိနေချိန်ဝီနာရဲ့ငါးပြချိန်မှာရေမွေတကောင်မိလာလို့အကုန်လုံးခဲရီထားကုန်ပါတယ်။ဝီနာလည်းပြတိပြနဲ့ PC မို့သုံးပြီးရေမွေကိုတနက်နဲ့ပြတ်တက်လိုက်တာဘေးကငါးတွေပါအပေါက်တွေဖြစ်ကုန်ပါတယ်။အဲဒါကြောင့် Global Now ဖွဲ့ရဲ့မနက်စာအပေါက်ပါတဲ့ငါးလေးနဲ့လှလှပပလေးဖြစ်နေပါတယ်။ဒီလာတဲ့ဝင်ငွေမရှိရဲ့အခုလိုငါးပေါက်တွေမစားချင်တော့တဲ့ Global Now ဖွဲ့ကစုချင်းငွေရှာဖို့တိုင်ပင်ကြပါတယ်။တောင်းရနေရဲ့ဒီဂျင်မိုတွေနဲ့ပတ်သက်ပြီးသတင်းဆောင်ရှိမဲ့လူတယောက်စီကျိုးကသူ့အဖွဲ့ကိုခေါ်လာပါတယ်။ Global Now ဖွဲ့လို့ကလင်နာတွေကသတင်းသမားတွေစီကနေအချက်လက်တွေယူပြီးမှဒီဂျင်မိုတွေကိုလိုက်ဖက်ကြတာဖြစ်ကြောင်းမာကိုတိုကတိုမိုကိုပြပြနေပါတယ်။အဲ့ချိန်6နှစ်မျိုးနေမို့တော့ကြောင့်ကကုံမိုကတိုမိုရဲ့ E+ နဲ့ရတယ်ဆိုပြီးတိုမိုကိုဆွဲခေါ်သွားပါတယ်။တနေရာရောက်မှာတော့8ရက်တုန်းကသူတို့အွန်လိုင်းချင်းမို့ကြိုးစားနေတဲ့ကီနိုကိုကန်ဖွဲ့နဲ့တွေ့ပြီးချန်မွန်မွဲပိုက်ရှိရာသူတီချင်းမို့ဆိုရှယ်လိုက်လို့ငိုနေပါတယ်။စုချင်းနေပြီးဖမ်းရတဲ့လေရင်တီချင်းမို့တွေကိုလိုက်ဖမ်းတဲ့ကီနိုကိုကန်ဖွဲ့ရ900ခွေတရှိတဲ့ရွှေနှကွင်းနဲ့ခွေရတီချင်းမို့မဲလိုက်ကြပါတယ်။အဲခွေရတီချင်းမို့နာမည်ကဟာယမွန်ဖြစ်ပြီးစုချင်းနဲ့မညီတဲ့တီချင်းမို့တကောင်ဖြစ်တာမျိုးကီနိုကိုဖွဲ့တဲ့တိုင်းမဲ့သွားပါတယ်။အဲ့ဒါအပြင်ချန်မွန်မို့ကသူ့တခင်ဝင်ခွင့်ဒေတာပါပြိုကွဲသွားတာမျိုးခုချိန်မှာတော့နောက်တိုင်းမဲ့ရည်နဲ့ကြီးကွဲနေရပါတယ်။ကကုံမိုကချန်မွန်မို့ရဲ့ပိုက်ရှိလက်ကနေတိုမိုရဲ့ E+ နဲ့ရတာမျိုးကီနိုကိုဖွဲ့တွေ့ခဲ့တဲ့ဒီဂျင်မိုကသူ့တဲ့ကြံကျွေးရှိရဲ့ခွေရတီချင်းမို့မှန်တီးလိုက်ရပါတယ်။တစ်ဖက်မှာလည်းဟီတိုမီကိုခိုးဝဲဖြစ်အောင်လုပ်သွားတဲ့ဒီဂျင်မိုကမျက်နှာကအမှားရောက်ပါတယ်ခွေရတီချင်းမို့လို့ပြည်ထရသတ်မှတ်ထားပါတယ်။တကယ်တမ်းမှာတော့ခွေရတီချင်းမိုကနှကောင်ရှိပြီးရွှေနှကွင်းနှကောင်ကဟီတိုမီကိုခိုးဝဲဖြစ်အောင်လုပ်သွားတာဖြစ်ကြောင်းဝီနာရှင်းပြနေပါတယ်။နောက်ပြီးမျက်နှာအမှားရောက်တဲ့ခွေရတီချင်းမိုကိုမြောက်တီချင်းမိုကရှင်းသွားဖြစ်ကြောင်းပြနေမယ်ပြည်ထရအဲ့ကိစ္စကိုဆိုဖိမိတ်ညင်နေပါတယ်။အဲ့ဒါကြောင့်မြောက်တီချင်းမိုနဲ့ပတ်သက်ပြီးပြည်ထရတစ်ခုဖုံခွဲလာတော့ကျိုးတီးလိုက်ရပါတယ်။အဲ့ချိန်မှာပဲတိုမိုကသူ့ဖွဲ့စီပြန်လာပြီးဒီနားမှာဟာယာမိုရှိနေကြောင်းကျိုးကိုလာပြောပါတယ်။အဖိုးကြီးရုပ်ရှိမှုကတော့တိုမိုကိုဝီနာနဲ့အောင်တယ်လုံးနေပေမဲ့ဝီနာကတော့အခြေရလဲလိုက်ဆိုပြီးချိန်မိုနေပါတယ်။နောက်တော့သတင်းပေးရ Global Now ဘက်ကိုအနာဘက်ကအခန်းတစ်ခုနဲ့ခေါ်သွားပြီးစုကျေးထွက်ဒီဂျင်မိုနဲ့ပတ်သက်ပြီးရှင်းပြပါတယ်။ပိုတာမအမှားကြောင့်ဒီဂျင်မိုပေါ်လာရင်ပြည်ထရေးလုံခြုံရေးက AI မှာကြောင့်ပေါ်လာတဲ့ပုံရိပ်အောင်ဆိုပြီးလဲသားထားပါတယ်။တကယ်လို့လူတယောက်ကဒီဂျင်မိုကိုသုံးပြီးပြစ်မှုကျူလို့နေအဲ့ဒီဂျင်မိုကစွန့်ရည်လိုက်စုကျေးတုတ်ခံရပါတယ်။တိုမိုကဟာယာမိုရဲ့အချက်လက်တွေကိုတွေ့ရတယ်ဟီတိုမီကိုခိုးလောက်သွားတာဒီကောင်ဖြစ်ကြောင်းပြောပြပါတယ်။ဟာယာမိုကိုသာပြန်ဖမ်းနိုင်ရင်ဟီတိုမီရဲ့ပိုတာမကိုလည်းပြန်ရမှာဖြစ်ပြီးဟီတိုမီကိုခိုးရကနေပြန်လဲကုစားနိုင်မှာဖြစ်လို့သူ့လူတွေကိုတူတူသားဖမ်းဖို့တိုမိုကအသိပေးပါတယ်။ဒါပေမဲ့ဟာယာမိုက900ခွတ်တဲ့ပဲရှိရမလို့တားကောင်းအနေနဲ့မတန်ဘူးဆိုပြီးဝီနာကညင်ပါတယ်။ဒါတော့ဒုက္ခရောက်နေရတော့ငွေမျက်နှာပဲကြည့်ရလားဆိုပြီးတိုမိုကသူ့ကလင်နာဖွဲ့ရဲ့နှုတ်ထက်ကြောင်ပြောပြီးအဲ့ခိုင်းတိုင်းထွက်သွားပါတယ်။အပြောက်တော့ရွှေရှိမှုရာသူလိုက်ပို့မယ်ဆိုပြီးတိုမိုကိုသူ့ကားပေါ်ခေါ်တင်သွားပါတယ်။ဟာယာမိုကဟီတိုမီရဲ့စပိုတာမာကိုဖျက်ဆီးလိုက်ပြီလို့အားလုံးကထင်မှတ်ထားရမယ်။ဟာယာမိုလို့ခိုးရတွေကအရေးပေါ်ချိန်တွေအတွက်အစာတွေကိုမချေပြတ်ပဲခြံတက်ပြီးတော့တတိယသွားပါတယ်။ဟာယာမိုကမနေ့တုန်းကကီနိုကိုကန်ဖွဲ့ကိုတိုက်ခိုက်သွားတာမျိုးစူဂျီကတသိန်းတက်သွားကြောင်းပြည်ရေးလုံခြုံရေးကြီးညာလာပါတယ်။ဟာယာမိုကစူဂျီလဲဆင့်ပြီလို့ဟီတိုမီရဲ့စပိုတာမာလည်းရှိနိုင်သေးရမလို့ Global Now ဖွဲ့ကဟာယာမိုကိုလိုက်ဖမ်းတော့မှာဖြစ်ပါတယ်။အဖွဲနဲ့အဆင်မပြေလို့စိတ်ရင်းနဲ့ထွက်လာတဲ့တိုမိုကယိုရှိမူရာကိုကလင်နာတွေကငွေမျက်နှာပဲကြည့်တဲ့ပါညာနဲ့ရင်ဖွင့်နေပါတယ်။ယိုရှိမူရာကတော့ကလင်နာအများစုကအဲ့လိုပဲဆိုပေမဲ့ Global Now ဖွဲ့ကမတူရန်ပြနေပါတယ်။အဲ့ချိန်မှာပဲကကုံမောကတိုမိုရဲ့ E+ နဲ့ကိုထောက်လာမိရမလို့ကားပေါ်အဆင်ပြီးပြေးထွက်သွားပါတယ်။ယိုရှိမူရာကတော့ကိုယ့်ရဲ့ဒီဂျင်မိုကိုယုံကြည်ဖို့တိုမိုကိုမှလိုက်ပါတယ်။ဆော့လော်ရီနေရာတစ်ခုရောက်မှာတော့ဟာယာမိုနဲ့တက်တဲ့တိုပြီးတိုင်ရင်ခိုက်ရင်မာယာဝေါ်ရဲ့ရောက်မဲ့ပေါ်တယ်တစ်ခုတည်းပါသွားပါတယ်။မာယာဝေါ်ဆိုတဲ့ digital space ထဲမှာတော့ဟာယာမိုကဘရင်တစ်ပါးလို့ဖြစ်ပြီးသူ့ရဲ့ supporter မောက်သုံးက Fangamo ဆိုတဲ့မြေခွေးဒီဂျင်မိုတစ်ကောင်အဖြစ်ဆင့်ကဲပြောင်းလဲလိုက်ပါတယ်။နောက်ပြီးတော်ဘုံတဲ့ digital space တစ်ခုကိုဖန်တီးပြီးကကုံမိုနဲ့တိုမိုကိုတိုက်ခိုက်မဲ့လုံးမှာပဲဝီနာတို့ရောက်လာပါတယ်။မာကိုတိုရဲ့ Kyobo မိုက Fangamo ရဲ့ bike တွေက supporter မနှစ်ခုရှိတဲ့ကိုထောက်လှမ်းမိသွားပါတယ်။ထင်ထားတဲ့အတိုင်းပဲ Hitomi ရဲ့ supporter မှာအကောင့်တိုင်းရှိနေရမို့တိုမိုကိုဆက်ရထပ်တန်လာပါတယ်။ကကုံမိုကသူတိုက်ခိုက်ရတော့မှမို့တိုမိုစီ E+ တောင်းပါတယ်။နောက်တော့ digital တော်ကြီးတဲ့တိုမိုကကကုံမိုကိုရှာနေရဆိုပြီးဟန်ဆောင်ဝင်လာပါတယ်။ကကုံမိုပုံစံပြောင်းတဲ့ Fangamo ကသူတီမှာဆိုပြီးနောက်ကနေမတိလို့နဲ့လိုက်လာပါတယ်။တိုမိုကိုနောက်ကနေတိုက်ခိုက်မဲ့လုံးမှာပဲကျိုးတက်တာပြီးတာဖြစ်တဲ့တိုမိုကိုအကြောင်းသိမြန်လို့အာကောင်ကိုဒုံးနဲ့လေးထောက်ထားလိုက်ပါတယ်။နောက်တော့ကကုံမိုကို E+ တွေပြီး Fangamo တိုက်ခိုက်စေပါတယ်။အရင်ဆုံးကကုံမိုကသူ့ရဲ့ရှာရှိကြီးနဲ့ Fangamo ရဲ့ bike တဲ့ဟီတိုမီရဲ့ supporter မှာကိုဆွဲထုတ်လိုက်ပါတယ်။တိုမိုက supporter မှာကိုရတာနဲ့အဲကနေထွက်ပြေးပြီးစွမ်းအားပြည့်တဲ့ကကုံမိုကတော့ Fangamo ကိုကင်ပေါက်လိုက်ပါတယ်။ Fangamo ကတစ်ချက်တည်းနဲ့ data ပြိုကွဲသွားပြီး training level ဆိုတဲ့အကောင်ပေါက်လေးဖြစ်သွားပါတယ်။ဝီနာတို့ကဖမ်းဖို့လုပ်နေပေမဲ့တိုမိုကတော့ဖျက်ဆီးပစ်လိုက်ဖို့ကကုံမိုအမိတ်ပေးပါတယ်။ကကုံမိုကတော့ဖျက်ဆီးဖို့လက်တွနေပေမဲ့တိုမိုရဲ့စိတ်ထဲမှာမျိုးသိထားတဲ့ဒေါ်လာတွေကြောင့်ရိုင်းစိတ်
တ်ဝင်သွားပါတယ်ဟာယာမွန်ကောင်မောက်လေးကိုဖျက်ဆီးမဲ့လုံးမှာပဲကျိုးဝဲတီဂျင်မွန်ရောက်လာပြီးကက်ကွန်မွန်ကိုရိုက်ထုတ်ပလိုက်ပါတယ်ဒီဂျင်မွန်လည်းပဲချင်းကောင်နာမလို့ကက်ကွန်မွန်နဲ့အရိုင်းစိတ်လောက်ပြောက်သွားပါတယ်ကျိုးရလာပြီးဟာယာမွန်ကောင်မောက်လေးကိုဖမ်းထားခြင်းဇယိုက်ဆိုတဲ့တီဂျင်မွန်ကိုဖျက်ဆီးရတာကလင်နာရဲ့အလုံးမဟုတ်လားဆိုပြီးတိုမိုကအောင်မိပါတယ်ကိုဝင်းနောင်ဖွဲ့ရဲ့တခုကျော်စီမီယာတီဂျင်မွန်မဖျက်ဆီးရပဲလို့ကျိုးရပြန်ပြေးပါတယ်ခွေရစီကနေစပိုတာမောက်ပြန်နိုင်ခဲ့ရလို့ဟီတိုမီလည်းကိုဝဲရောကနေပြန်ကောင်းလာပြီဖြစ်ပါတယ်အစုကားရဲ့စပိုတာမောက်ပြန်နိုင်ရင်သူ့ကိုလည်းပြန်ကောင်းလာတာသိချပြီမလို့တိုမိုကတော့ပြောနေပါတယ်နောက်ပြီးမိုင်ယာဝေါ်ထဲမှာတော့သူလုံသားအတွက်တောင်းပန်ပါတယ်ကက်ကုံမွန်ဆိုပြီးပြောလိုက်ပါတယ်အမြင်တောက်တဲ့လို့ပဲခေါ်ခံရတဲ့ကက်ကုံမွန်ဒီတစ်ခါမှာတိုမိုကသူ့နာမည်ရင်းကိုခေါ်လို့အလူးလဲကိုပြောနေပါတယ်ဒါကတော့တီဂျင်မွန်ပြပြအပိုင်း3ဖြစ်ပါတယ်